မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့တာတော်ဟောတဲ့ကိုစီဖြစ်ပါတယ်ကျွန်တော်ကနေဖတ်ကြားပေးမှာကတော့ပေါ့နော်ဂျာတာပရိသတ်သမီးများအတွက်1388ခုနှစ်မြန်မာနှစ်တစ်နှစ်တာတော်ကကျွန်တော်ဖတ်ကြားပေးမှာဖြစ်ပါတယ်ခင်ဗျာဂျာတာပရိသတ်သမီးတွေကပေါ့နော်ဒီနှစ်ထဲမှာကဘယ်လိုပြောရမလဲဆိုတော့မြန်မာနှစ်ဟောင်းတုန်းကတချို့ကိစ္စတွေမှာပေါ့နော်တိုက်ခိုက်ဒီကြောက်ဒါမှမဟုတ်ပေါ့နော်မျောလေးချက်ဒီကြီးဆုံးမျောလိုက်ရတာလိုမျိုးလေးတွေပေါ့နော်ရှိခဲ့တဲ့ကိစ္စလေးတွေရှိမယ်တဲ့တူတယ်ပေါ့နော်မအောင်မြင်ခဲ့တဲ့ကိစ္စလေးတွေဆုံးရှုံးခဲ့ရတဲ့ငွေချေးတွေအလုံးကိုင်းနေစားသဖြင့်ပေါ့နော်ဒီဆက်ဆက်ရေးတွေကအစပေါ့အဲ့ဒါလေးတွေကဒီနှစ်ထဲမှာကပြန်ပြီးတော့ရရှိမယ်လက်ဝဲရရှိမယ်အနေထားလူမျိုးလေးတွေတွေ့ရတယ်နောက်တစ်ခုကကျတော့ဂျာတာပရိသတ်သမီးလေးတွေကဒီနှစ်ထဲမှာကြီးမားတဲ့အပြောင်းလဲလေးတွေတခုရှိမယ်ပြောင်းလဲလေးတွေရှိတယ်ဆိုရင်ပဲဂျာတာပရိသတ်သမီးလေးတွေကဒီနေ့တည်းမှာမိမိရဲ့ပင်ကိုစိတ်ကပေါ့နော်ပြီးခဲ့တဲ့နှစ်တစ်နှစ်လုံးမှာကြုံခဲ့ရတဲ့ဒီလောကရိုင်းရိုက်ချက်တွေကြောင့်ဂျာတာပရိသတ်သမီးလေးတွေဒီနေ့တည်းမှာဘာဖြစ်မလို့ဆိုတော့ကြတော့တခုခုဆိုရင်အရေးမစွန့်ရဲတာတွေသိရမို့လားမစွန့်စားပြီးလောရမှာကြောက်ပြီးတော့ပေါ့နော်ဟိုဘက်လည်းမလွတ်ချင်းဒီဘက်ကိုလည်းမလွတ်နိုင်ဒီလိုပုံစံမျိုးလေးတွေချင်းလေးတွေတော့နည်းနည်းလေးကြုံရမယ်ဗျာနော်ဂျာတာပရိသတ်သမီးလေးတွေဒီနေ့ထဲမှာကငယ်ရွယ်သူများအနေနဲ့ဂျာတာပရိသတ်သမီးလေးတွေချစ်သူရည်သားရနိုင်တယ်ပေါ့နော်မိမိပေါ်မှာချစ်ခင်နှစ်သက်ပြီးတော့မိမိကိုမျက်နှာတန်ဖိုးထားမဲ့လူလေးတွေနဲ့ဒီနေ့ထဲမှာစုံနိုင်တဲ့အနေထားလေးမှာရှိတယ်ခင်ဗျနော်ပြီးတော့ကြတော့မိသားစုရေးမှာကြတော့မိမိဂျာတာပရိသတ်သမီးလေးတွေကမိမိထငယ်တော့ပေါ့နော်ကလေးတငယ်အောက်လက်ငယ်သားတလူဟာမျိုးလေးတွေကြောင့်ပေါ့နော်စိတ်ပင်ပန်းလူပင်ပန်းနည်းနည်းလေးငွေကုန်ကြီးကြလေးတွေများတာလေးတွေကျုံမယ်ဗျာဒီနေ့ထဲမှာဂျာတာပရိသတ်သမီးလေးတွေကတခုတော့ရှိတယ်ဂျာတာပရိသတ်သမီးလေးတွေဒီနှစ်ကြုံရမယ့်အကန့်အမှားအလှည့်ပြောင်းတွေကုန်တော့မိမိကပေါ့နော်မျက်လှည့်ပြလိုက်သလိုမျိုးမော်ဆန်ပြောင်းလဲမျိုးလေးတွေကိုကမဟုတ်တော့မဖြစ်နိုင်တော့ဘူးထင်တဲ့အရာတွေကထဖြစ်သွားတာမျိုးလေးတွေတော့ဂျာတာပရိသတ်သမီးလေးတွေကြုံရမယ်ခင်ဗျနော်ဒီနေ့ထဲမှာကပေါ့နော်ဘယ်လာတွေကကန်ကောင်းဆုံးလာတွေတုံးဆိုရင်ကြတော့6လပိုင်းဒီအခုစချင်းလာရယ်ပြီး6လပိုင်းဆိုတော့တို့6လပိုင်းနေမှာကန်ကောင်းတယ်နောက်တစ်ခုကကျတော့ဂျာတာပရိသတ်သမီးလေးတွေနော်ဒီလာမဲ့လ9လပိုင်းမှာတော့နည်းနည်းလေးသတိထားပေးဖို့လိုတယ်ပြီးတော့ကျတော့ဂျာတာပရိသတ်သမီးလေးတွေကပေါ့နော်ကန်ကောင်းစီတဲ့ကနန်းဆိုရင်တစ်ကနန်းပြီးရင်ကျတော့လီကနန်းဒီကနန်းလေးတွေကကန်ကောင်းစီတဲ့ကနန်းလေးတွေထဲမှာပါတယ်ဗျကန်ကောင်းစီတဲ့အရောင်လို့ပြောရမယ်ဆိုရင်တော့အနီရောင်အဖြူရောင်ဝါရောင်ဆိုတဲ့ရောင်လေးတွေကကန်ကောင်းစီတဲ့ရောင်လေးတွေဖြစ်ပြီးတော့ဗောနော်ထွေတူတူလောက်ကင်ဇာလေးတွေရှိမယ်ဆိုရင်ဂျာတာပရိသတ်သမီးလေးတွေကဒီနှစ်ထဲမှာကဗောနော်ဥပမာဒီတောက်တော်ကြီးရဲနော်တောက်တော်ကြီးတစ်ခွက်ဖျားကလှူတာပဲဖြစ်ဖြစ်နောက်တစ်ခုကနတ်ကိုးခွဲတဲ့လူတွေဆိုရင်ဗောနော်မြန်မာဆုံးမှာကိုတော်လေးနှစ်ပါးကိုရွှေသားငွေသားဆက်တာမျိုးလေးတွေလုပ်ပေးလို့ရတယ်ခင်ဗျာဂျာတာပရိသတ်သမီးလေးတွေဒီနှစ်ထဲမှာကပြီးတော့မိမိထဲတို့ဘယ်လိုပြောရမလို့ဆိုရဟန်းတန်ကမိဘဆရာသမားစသဖြင့်သူတို့ကိုနော်ငါးကနန်းနဲ့ပတ်သက်တဲ့ငွေကြီးလေးတွေပူတော့ကြော့ပေးတာမျိုးလေးတွေလုပ်ပါနော်တခုရှိတာကပေါ့နော်ဒီနေ့ထဲမှာကဂျာတာပရိသတ်သမီးလေးတွေကရီလန်းသွားတဲ့ရီချောင်းခရီးနဲ့ပတ်သက်ပြီးလုပ်ကန်တဲ့လူလေးတွေတော့နည်းနည်းလေးဆိုရင်စရာလေးတွေရှိတယ်ဒီအန်တီဖြစ်နိုင်တာလေးတွေကျွမ်းတတ်တယ်တခြားဂျာတာပရိသတ်သမီးလေးတွေနဲ့ဒီနေ့ထဲမှာကြားမအင်းနဲ့ပတ်သက်ရင်အပူနဲ့ပတ်သက်ပြီးသတိထားပါဒီအပူလောင်တာပဲဖြစ်ဖြစ်ဝိုင်းလျှက်ဆွေးလျှော့ဝိုင်းရလျှော့ဒါမျိုးလေးတွေဖြစ်တာမျိုးလေးတွေကျွမ်းတတ်တဲ့အနေထားမျိုးလေးမှာရှိတယ်ပေါ့နော်ထွေထူးထူးကိစ္စကြီးကြီးမားမားလုပ်เสียရှိရင်ဒီပန်းအဝါပေါ့နော်မိမိရဲ့မွေးနေ့မျိုးမှာပန်းအဝါကိုပန်းအဝါမှာကန္နမအဝါပဲဖြစ်ဖြစ်ပေါ့နော်စသဖြင့်အဲ့လိုမျိုးပန်းအဝါဟာငါးပွင့်ဖျားကိုပူတော်ကတ်လှူပြီးတော့မိမိရဲ့ခံဆန္ဒလေးတွေပြီးမြောက်ဆူတောင်းလို့ရတယ်ခင်ဗျာနော်ဟုတ်ပြီလားအဲ့တော့ကျွန်တော်ရဲ့ဂျာတာပရိသတ်သမီးမိတ်ဆွေများပေါ့နော်ဒီမြန်မာနှစ်တစ်နှစ်တာလုံးမှာစိတ်သွားတိုင်းကိုပါလို့သမျှတောင်းတိုင်းပြတာတိုင်းရကြံသမျှအောင်ဆောင်သမျှမြောက်ပြီးတော့စီးပွားလက်လာပါဒီလာလဲတိုးတက်ကြပါစေလို့ကျွန်တော်ဆူတောင်းပေးလိုက်ပါတယ်ခင်ဗျနော်ကျွန်တော်ကိုတဦးချင်းစီတားတော့မေးလို့သူများလည်းပဲကျွန်တော်ရဲ့ဗီဒီယိုမှာပေါ်ပြထားတဲ့ဖုန်းနံပါတ်ကနေတစ်ဆက်သွယ်ပြီးတော့မေးမြန်းလို့ရပါတယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ご覧いただきありがとうございます。Thank you very much.